င်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေအေးစီတန်လူရရ၍ဝမ်းမြောက်ကြပါစေခရစ်သားသမီးအပေါင်းတို့၏ဆရာတော်ဒီနေ့ကြံစာလေးကိုဆရာရဲ့အကြမ်းဉာဏ်မင်းနဲ့အကြမ်းဉာဏ်အာယုံလေးနဲ့ဟောပေးပါမယ်ဒီနေ့ကြံ2025ခုနှစ်မှာတော့တာစားတာတော့ဗုဒ္ဓသားသမီးတွေဖြစ်ပါတယ်နော်ဆဲတာစားတဲ့ဗုဒ္ဓသားသမီးတွေအတွက်အနေကင်းဗရီလဲလုပ်ပေးထားပါတယ်အနေကင်းဗရီလဲစိတ်လို့ရပါတယ်ဒါမှမဟုတ်ရရလူချင်းရင်လည်းဆဲစီမှာညံပူစော်ကားဖြစ်ရတဲ့ရရှိလို့ရပါတယ်ဆဲရဲ့အကြမ်းမြင်အဟောဖြစ်ကိုယ်တိုင်အာယုံခံပြီးဟောထားတဲ့အဟောကတော့သင်္ကြန်စာအတွက်အဟောလေးပါဒါကတော့2025တစ်နှစ်ပတ်လုံးအတွက်ဟောဖြစ်ပါတယ်ဒီနေ့လာသားသမီးများကိုအရင်ဦးဆုံးဆင်ဟောပေးပါမယ်ဒီလာသားသမီးများဟာဒီနေ့2025တစ်နှစ်ပတ်လုံးမှာပျော်ရွှင်စရာတွေကြုံတွေ့နိုင်ပါတယ်နေမကောင်းဖြစ်ဘူးကျန်းမာရေးချွတ်တဲ့မှုတွေလည်းရှိနိုင်ပါတယ်ဝင်ငွေတွေလည်းအများကြီးဝင်နိုင်ပါတယ်ပညာရေးကတော့လူကျင်သလောက်ဖြစ်ထွန်းမှာမဟုတ်ပါဘူးအခက်အခဲအနှောက်အယှက်လေးတွေရောရှိပါတယ်နိုင်ငံခြားကလည်းအထူးကောင်းပါတယ်အစီအကင်းမှာလည်းပြောစင်စရာခီးလမ်းကိုဖြတ်သန်းရပါမယ်အိမ်တော်ကြီးမှာလည်းကောင်းတဲ့အပြောင်းလဲလေးတွေဖြစ်ပြီးတော့သာသမီရတဲ့ညာမရှိသူများလည်းသာသမီရတဲ့ညာရပြီးတော့သာသမီအကျိုးကိုလည်းခံစားရပါမယ်ဒင်းလာသာသမီများဒီတစ်နှစ်ပတ်လုံးမှာဆိုရင်ရှောင်းရမယ့်နေ့လည်ကတော့ဗုဒ္ဓဦးသားသမီးဖြစ်ပါတယ်ဗုဒ္ဓဦးရာဟုသားသမီးတွေကိုအထူးရှောင်ခြင်းပါဗုဒ္ဓဦးရာဟုနဲ့ပတ်သက်တဲ့သားသမီးတွေနဲ့ပတ်သက်ပြီးတော့မိမိမှာစိတ်နှောင့်ယှက်အန်တီရဲ့ကြာရောက်တတ်ပါတယ်ဒါကြောင့်မလို့ဗုဒ္ဓဦးသားသမီးတွေကိုတတ်နိုင်တဲ့ရေးရှောင်ပေးပါဒါဆိုရင်တတိနာသားသမီးများအတွက်ဒီ2025တစ်နှစ်ပတ်လုံးအတွက်ဟောလို့ပြီးပါပြီအင်္ဂါသားသမီးများအတွက်ဟောလာပါမယ်အင်္ဂါသားသမီးများကဒီ2025တွင်မှာမိမိထင်သားတာထက်မြပိုကုန်ကြပါမယ်မိမိမျှော်မှန်းထားတဲ့အလုပ်ဉာဏ်ပတ်စံတွေလည်းဝင်ငွေနည်းနေပါမယ်ထွက်ငွေတွေများနေပါမယ်2025တစ်နှစ်ပတ်လုံးမှာတော့ကျန်းမာရေးကောင်းပါမယ်ဒီ2025မှာတော့ပညာရေးလည်းအထူးကောင်းပါတယ်အခြေကြီးကတော့အတော်အသင့်ပဲကောင်းပါတယ်အိမ်တော်ကြီးကတော့ကွဲကိတ်လည်းရှိပါတယ်သားသမီးကြီးကလည်းသားသမီးနဲ့ပတ်သက်ပြီးတော့စိတ်နှောက်ယှက်ဖြစ်နေတာတွေလည်းဖြစ်ဖို့ရှိပါတယ်ဒါကြောင့်အင်္ဂါသားသမီးများဟာအိမ်တော်ကြီးနဲ့ပတ်သက်ပြီးအထူးဂရုစိုက်ဖို့ခြေချမ်းပေးခြင်းပါတယ်အင်္ဂါသားသမီးများရဲ့အထူးဂရုစိုက်ရမယ်နေနိုင်ကတော့စနေသားသမီးဖြစ်ပါတယ်စနေသားသမီးများနဲ့ပတ်သက်ပြီးတော့အထူးဂရုစိုက်စေချင်ပါတယ်သူတို့နဲ့ပတ်သက်ပြီးတော့စိတ်နှောက်ယှက်ဖြစ်ခြင်းဒုက္ခရောက်ခြင်းတွေဖြစ်နိုင်ပါတယ်ဗုဒ္ဓဦးသားသမီးရာဟုသားသမီးတွေအတွက်ဟောကိန်းပြောပေးပါမယ်ဗုဒ္ဓဦးသားသမီးရာဟုသားသမီးများဟာဒီနှစ်2025တစ်နှစ်ပတ်လုံးမှာပညာရေးအရန်ညံ့ပါတယ်ပညာရေးနဲ့ပတ်သက်ပြီးတော့အမတ္တမညံ့ပါတယ်နိုင်ငံခြားခရီးကလည်းအမတ္တမညံ့ပါတယ်အလည်သွားလာတော့တာတော့ရပါတယ်ဟိုမှာအလုပ်သွားလုပ်မယ်လုပ်ငန်းကိစ္စလုပ်မယ်ဆိုရင်တော့ဘုဒ္ဓသားသမီးရာဟုသားသမီးတွေအထူးညံ့နေပါတယ်အခြေကြီးကတော့အရန်ကောင်းပါတယ်ဒီတော့ကိုပျော်ရွှင်ရလိမ့်မယ်ညီမချက်တွေလည်းပြည့်စုံလိမ့်မယ်အိမ်တော်ကြီးလည်းအမတ္တမကောင်းပါတယ်စိတ်ဝမ်းကွဲတာတွေပြန်လဲပြေဆုံးသွားမယ်သားသမီးကြီးရလည်းအမှန်တမ်းကောင်းပါတယ်မိမိတို့သားသမီးနဲ့ပတ်သက်ပြီးတော့နာမည်ကောင်းတဲ့တက်စရာလေးကြုံရပါလိမ့်မယ်
ဗုဒ္ဓတမီဟာသားသမီးတွေမတဲတဲ့နေနံတော့ဇာတပိနံဖြစ်ပါတယ်ဇာတပိသားသမီးတွေလည်းပေါင်းသိနေလောက်ကင်မယ်ဆိုရင်တော့အတူတတိထားပြီးပါကျမ်းမာရေးရတော့နှလုံးယောဂနဲ့အဆုတ်ယောဂကိုအတူကူးဆိုင်ပေးပါနော်အခုဆုံးမှာတော့ဇာတပိသားသမီးတွေအတွက်ဖြစ်ပါတယ်ဇာတပိသားသမီးတွေကတော့ဒီနှစ်ထဲမှာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့အောင်မြင်မှုလည်းရနိုင်တယ်လို့ကြာရှုံးမှုလည်းရနိုင်တယ်အနောက်အရှက်လေးတွေရှိတယ်လို့ဟိုအစစ်သေးတာလေးတွေလည်းရှိပါတယ်အငြင်းတန်းဒွန်တွဲနေတာကိုတွေ့ရပါလိမ့်မယ်ကျမ်းမာရေးကတော့ဥမောင်းနဲ့ပတ်သက်တဲ့အာယုံဂျုံနဲ့ပတ်သက်တဲ့ဟာတွေကိုအထူးကြီးဆိုင်ပါဇာတပိသားသမီးတွေကပညာကြီးရတော့ဒီနှစ်ထဲမှာအမှန်တမ်းထားပါတယ်အချစ်ကြီးရလည်းအတင်းသိကောင်းပါတယ်ဒါပေမဲ့ခါတလေတော့ဓာတ်ဆက်လေးဖြစ်တတ်ပါတယ်အိမ်တော်ရေးရတော့ဝေးကွာနေရတတ်ပါတယ်စိတ်နှလုံးမတူတာဒီကြုံတွေ့ရတတ်ပါတယ်မိမိကတက်ဆိုရင်သူကနှစ်ဖြစ်ချင်တာတို့မိမိကအဖွားရောင်ဆိုသူကအစိမ်းရောင်ဖြစ်ချင်တာတို့အဲ့ဒီလိုမျိုးကွဲပြားမှုတွေရှိပါတယ်ဒါသမီးရနဲ့ပတ်သက်ရင်တော့အများကြီးတော့ဆိုတဲ့တဲမှာမပါပဲနဲ့အငယ်ငယ်လေးလေးကြိုင်ညံ့နေပါတယ်ဝိသားသမီးတွေဟာဝင်ငွေကိုအများကြီးဝင်ဖို့ရှိတယ်လို့အများကြီးထွက်ဖို့လည်းရှိပါတယ်။အဲ့ဒီလိုမျိုးဒွန်တွဲနေတာလေးကိုဒီနှစ်2025မှာကြုံတွေ့ရပါမယ်။သာသမီသားသမီးတွေရှောင်းမမဲ့နေနေမှာတော့တနည်းသားသမီးဖြစ်ပါတယ်။ဒီနေ့သားသမီးနဲ့ပတ်သက်ပြီးတော့တနိုင်သေးရွေတတိထားပြီးတော့ဆက်ဆံတင်ပါတယ်။ဒါဆိုရင်တောက်ကြသားသမီးတွေကိုအတွက်ဟောပေးပါမယ်။တောက်ကြသားသမီးတွေကတော့ဒီနှစ်ထဲမှာ2025အတွင်းမှာတော့တောက်ကြသားသမီးတွေနဲ့အနေနဲ့အလုပ်ငန်းလုပ်ရင်လည်းအောင်မြင်မယ်။ပတ်ဆိုင်ရစရာရှိတဲ့အောင်မြင်မယ်။ဒါပေမဲ့တကူကိုခံရတတ်တဲ့ပစ္စည်းပြောက်တတ်တဲ့ဖုန်းပြောက်တတ်တဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့လည်းအဆွဆွဲခံရတတ်ပါတယ်။ပညာရေးကတော့အထူးကောင်းပါတယ်။နိုင်ငံခြားကလည်းအထူးကောင်းပါတယ်။ကျန်းမာရေးကတော့အနာဟောင်းနေရောဟောင်းနေပြန်ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါလေးကိုဖေးဆိုင်ပေးပါဟောကြသားသမီးတို့အချစ်ရေးအိမ်အောင်ရေးရလေအမတမခေါင်းပါတယ်တရားပျော်ရွှင်တဲ့အိမ်အောင်ရေးအချစ်ရေးဖြစ်ပါမယ်သားသမီးကလည်းအမတမခေါင်းပါတယ်တရားပျော်ရွှင်မဲ့တဲ့အိမ်အောင်ရေးမျိုးမိသားစုမျိုးဖြစ်ရပါလိမ့်မယ်ဟောကြသားသမီးဒီနေ့ပတ်လုံးမှာဆောင်းမဲ့နေနေကတော့ဘုဒ္ဓဝူသားသမီးဖြစ်ပါတယ်ရခုမပါပါဘူးဘုဒ္ဓသားသမီးကိုပဲရှာပေးပါဘုဒ္ဓသားသမီးနဲ့ပတ်သက်ပြီးတော့နောက်အရှင်အတားစီပြဿနာတွေရှိတတ်ပါတယ်အမှုကြီးရင်ဆိုင်ရတာလေးလည်းရှိတတ်ပါတယ်ဒါဆိုရင်စနေသားသမီးတွေအတွက်ဟောပေးပါမယ်စနေသားသမီးတွေကတော့ဒီနေ့တည်းမှာကိုဖြစ်ချင်တာတွေကိုအကောင့်တွေပေါ်နိုင်မယ်နှစ်လို့ပြောရပါမယ်ပညာရေးပဲဖြစ်ချင်လားအချစ်ရေးပဲဖြစ်ချင်လားအိမ်အောင်ရေးပဲဖြစ်ချင်လားလုပ်ငန်းနဲ့အောင်မြင်ချင်လားကြော်ကြားချင်လားအဲ့ဒါလေးအတွက်အောင်မြင်မဲ့ဖြစ်ပါဒါပေမဲ့အကုန်လုံးတော့အောင်မြင်မှာမဟုတ်ပါဘူးလုပ်ငန်းအောင်မြင်စတဲ့ဆိုအချစ်ရေးညံ့လိမ့်မယ်ပညာရေးညံ့လိမ့်မယ်နိုင်ငံခြားကညံ့လိမ့်မယ်တစ်ခုပဲအောင်မြင်နိုင်ပါလားဒါမှမဟုတ်မိမိတို့ဒီဘာလို့အောင်မြင်ချင်တယ်လဲလုပ်ငန်းအောင်မြင်ချင်တယ်ဆိုရင်လုပ်ငန်းကိုအဓိထားလုပ်ပါအချစ်ရေးအောင်မြင်ချင်တယ်ဆိုအချစ်ရေးကိုအဓိကထားလုပ်ပါပညာရေးအောင်မြင်ချင်တယ်ဆိုပညာရေးကိုအဓိကလုပ်ပါအိမ်အောင်ရေးအောင်မြင်ချင်တယ်အိမ်အောင်ရေးကိုအဓိကလုပ်ပါနော်ဘောကကြည့်ရင်တော့ဆုံးရှုံးမှုများတတ်ပါတယ်ဒီနှစ်ထဲမှာတဏှာသမီးတွေဟာအကုန်လုံးကောင်းတယ်လုပ်ငန်းတွေလည်းကောင်းတယ်အစီအလည်းကောင်းတယ်အိမ်အောင်ရေးလည်းကောင်းတယ်ကျန်းမာရေးလည်းကောင်းပါတယ်ဒါပေမဲ့တစ်ခုတော့ရှိတယ်အသေးဖွဲလေးတွေတော့ဖြစ်တတ်ပါတယ်အသေးဖွဲလေးတွေဖြစ်တဲ့အတွက်အဲ့ဒါလေးတော့ကိုးစားပေးပါစနေသားသမီးတွေနဲ့ဒီ2025မှာရှောင်းမဲ့နေနဲ့ဟာတမီးမိသားသမီးဖြစ်ပါတယ်ဒုနေ့သားသမီးကိုအထူးကူစိုက်ပေးပါနော်ဒါဆိုရင်ဒုနေ့သားသမီးတွေအတွက်ဟောပေးပါမယ်ဒုနေ့သားသမီးတွေကဒီနှစ်ထဲမှာပြောရမယ်ဆိုရင်လက်ဆောင်ပစ္စည်းအများဆုံးရမယ်နေနဲ့လို့ပြောပါမယ်လက်ဆောင်ပစ္စည်းတွေအများကြီးရမယ်မဟုတ်ဘူးနော်ပစ္စည်းတွေဖြစ်ပါတယ်နောက်ပြီးတော့ပညာရေးနဲ့ပတ်သက်ပြီးအမတမထူးချွန်ပါလိမ့်မယ်အချစ်ရတော့အမတမညံ့နဲ့အိမ်အောင်ရက်လည်းအမတမညံ့အလောကလည်းအမတမညံ့အလုံးမရှိဘူးအခုချိန်မှာအလုံးရတော်တော်ခင်းရင်းမယ်တော့အလုံးရချင်တယ်ဆိုတာချဲစီမှာရတရားကိုတိတိရောက်လေးလာလို့စီခြင်းနဲ့တရုတ်ရဲ့တာသမီးများပတ်စံလည်းအမတမဖြစ်ထဲမှာရဖို့ဒီနေတယ်ရခဲ့ရင်လေထွက်သွားရမယ့်ဟာ
များတယ်ဒါကြောင့်မှလို့နေ့သားသမီးများဟာဒီနှစ်ထဲအထူးပေးစားရမှာတော့ငွေကြေးကြီးပါငွေကြေးကိုအထူးပေးစားရပါမယ်နော်နိုင်ငံသားကကတော့ဒီနှစ်ထဲမှာတမီးမိသားသမီးများဟာနိုင်ငံသားကအထူးကောင်းပါလေဒါပေမဲ့နိုင်ငံသားအထူးကောင်းပေမဲ့လေနိုင်ငံသားသွားဖို့တော့ပတ်စံမရှိဖြစ်တတ်တယ်တော့အဲ့ဒါလေးကိုဒီစိုက်ပေးပါနောက်တစ်ခုကကြာတော့တမီးမိသားသမီးတွေဒီ2025တနှစ်ပတ်လုံးမှာရှောင်းရမယ့်နေ့နိုင်ကတော့တမင်းလာသားသမီးဖြစ်ပါတယ်ဒီလာသားသမီးတွေကတက်တက်နာဖြစ်တတ်တဲ့ဒုက္ခရောက်တတ်တယ်ဒါလေးပါပဲရှင်ဒါဆိုရင်နေသားသမီးအပေါင်းစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေစစ်ပြီးယောဂပြီးကပ်ပြီးတွေနဲ့လည်းကင်းဝေးပါစေလက်နက်ပြီးတွေနဲ့လည်းကင်းဝေးကြပါစေအစီတန်လူရရဝမ်းမြောက်ပါစေတဲ့ရဲ့ဟိကျွလေးကိုလည်း subscribe လေးလုပ်ပေးကြပါဦးနော်ကျေးဇူးတင်ပါတယ်